အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့အာရှရဲ့အသေးငယ်ဆုံးကျွန်းစုနိုင်ငံလေးဖြစ်တဲ့မော်ပတီသမရနိုင်ငံရဲ့အကြောင်းကိုအားလုံးအတွက်မျှဝေပေးသွားချင်ပါတယ်ရှင်အစီအစဉ်လေးမစတင်ခင်မှာတော့ channel လေးကို subscribe လေးမလုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်သွားပေးဖို့မမေ့ပါနဲ့နော်ဒါဆိုရင်တော့အစီအစဉ်လေးကိုစတင်လိုက်ရအောင်ပါရှင်အိန္ဒိယသမုဒ္ဒရာအတွင်းမှာတည်ရှိနေပြီးအာရှရဲ့အသေးငယ်ဆုံးနိုင်ငံဖြစ်တဲ့မော်ပတီကျွန်းစုသမရနိုင်ငံဟာဧရိယာအကျယ်ဝန်းအားဖြင့်298စတုရန်းကီလိုမီတာ115စတုရန်းမိုင်ခန့်သာကျယ်ဝန်းတာဖြစ်ပေမဲ့ရသက်ရှုမောပွဲသဘာဝအလှတွေနဲ့ပြည့်နှက်နေတဲ့ကျွန်းစုနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ပြည်လဲရေးမျက်နှာပြင်အထက်၄ပေနဲ့17လက်မဝန်းကျင်ခန့်သာရှိလို့ကမ္ဘာပေါ်မှာကုန်းမြေအနည်းဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ Maldives, Maldives စသဖြင့်ကျမတို့သိထားကြပေမဲ့ဒီနေ့မှာတော့သူ့ရဲ့အနီးဆက်ဆုံးအင်္ဂလိပ်အတန်ထွက်ဖြစ်တဲ့ Maldives ဆိုတဲ့အမည်နဲ့ပဲအားလုံးကိုမျှဝေပေးလိုက်ပါတယ်။မော်ပတီဆိုတဲ့ဒီအမည်ကတော့မာလီကျွန်းစုများဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်လို့သိရပါတယ်။မော်ပတီဟာကျွန်းပေါင်း1200ခန်းနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးတာနာကျောက်တန်းပေါင်း20ကျော်ကိုလည်းပိုင်ဆိုင်ထားပါတယ်။မော်ပတီကျွန်းစုတွေမှာစတင်ခြေချနေထိုင်ခဲ့တဲ့လူမျိုးတွေကတော့အိန္ဒိယတောင်ပိုင်းကတမင်းလူမျိုးတွေဖြစ်တယ်လို့သိရပြီး BC 1500ခန်းကပင်စတင်နေထိုင်ခဲ့ကြတယ်လို့ခန့်မှန်းချက်တွေအရသိရပါတယ်။16ရာစုခန်းကစလို့ဥရောပကိုလိုနီပြုနိုင်ငံတွေရဲ့လွှမ်းမိုးမှုကိုခံခဲ့ရပြီး1880ခုမှာဗြိတိရှကိုလိုနီလက်အောက်ခံဖြစ်ခဲ့ရပါတယ်။1965မှာတော့လွတ်လပ်ရေးကိုရရှိခဲ့ကြပါတယ်။ Maldives မှာကိုးကွယ်ကြတဲ့ဘာသာကတော့အစ္စလမ်ဘာသာကိုကိုးကွယ်ကြပြီးရုံသုံးဘာသာစကားကတော့မော်ပတီကိုယ်ပိုင်ဘာသာစကား JPA ဖြစ်ပါတယ်။2020ခုနှစ်ရဲ့ခန့်မှန်းခြေအရမော်ပတီရဲ့လူဦးရေဟာ9,400,000 ဝန်းကျင်ခန့်နေထိုင်လျက်ရှိပြီးနိုင်ငံရဲ့မြို့တော်ကတော့မြို့တော်မာလီဖြစ်ပါတယ်။မာလီဟာနိုင်ငံရဲ့မြို့တော်ဖြစ်တယ်လို့အကြီးဆုံးမြို့လည်းဖြစ်ပါတယ်။နေထိုင်သူအားလုံးဒီပါကတော့မော်ပတီရဲ့ကျွန်းသူကျွန်းသားတွေဖြစ်ကြပြီးအခြားလူမျိုးအနေငယ်လည်းနေထိုင်လျက်ရှိပါတယ်။မော်ပတီလို့ဆိုလိုက်ရင်ရသက်ရှုမောပဲသဘာဝအလှတွေနဲ့ပြည့်နှက်နေတဲ့နေရာအဖြစ်အားလုံးကသိထားကြသလိုပါပဲမော်ပတီဟာသဘာဝကဖန်တီးပေးထားတဲ့ထူးခြားတဲ့အလှတွေနဲ့တည်ရှိနေတဲ့နိုင်ငံတစ်နိုင်ငံမှာသဘာဝအလှတွေကိုပိုင်ဆိုင်ထားသလိုစီးပွားရေးအလောကောင်းမွန်တဲ့နိုင်ငံတစ်ခုလည်းဖြစ်လို့နေပါသေးတယ်ကမ္ဘာလက်ခီးသွွားလုပ်ငန်းနဲ့ငါးဖမ်းလုပ်ငန်းဟာနိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းတွေဖြစ်ကြပြီးခီးသွွားလုပ်ငန်းကနေနှစ်စဉ်အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီကဝင်ငွေတွေရရှိနေပြီးနိုင်ငံရဲ့ GDP ကို30%လောက်အထိပတ်မိုးပေးထားပါတယ်။ငါးဖမ်းလုပ်ငန်းဟာလည်းနိုင်ငံရဲ့အရေးပါတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီးအုံတီထုတ်ကုန်ပရိဘောကလက်မှုပစ္စည်းလုပ်ငန်းနဲ့အခြားလုပ်ငန်းတွေလည်းရှိပါသေးတယ်။မော်ပတီနိုင်ငံသားတွေမှာနှစ်စဉ်သူတို့ရဲ့ပြမြ GDP ဟာအမေရိကန်ဒေါ်လာ18,000ဝန်းကျင်ခန့်ဖြစ်ပြီးငွေကြေးစနစ်ကတော့မော်ရီပီယာရူပီယာ MVR ကိုအသုံးပြုပါတယ်။ပညာရေးမှာတော့တက္ကသိုလ်နဲ့ကောလိပ်15ခုထပ်မံရှိနေပြီးအခြားနိုင်ငံခြားတက္ကသိုလ်တွေနဲ့ပူးပေါင်းသင်ကြားပေးနေတဲ့နိုင်ငံတကာအဖွဲ့အစည်းများစွာလည်းရှိပါတယ်။လူသိများထင်ရှားတဲ့တက္ကသိုလ်နဲ့ကောလိပ်တွေကတော့နိုင်ငံရဲ့ပထမဆုံးနဲ့အကြီးဆုံးတက္ကသိုလ်ဖြစ်တဲ့ Maldives National University MNU, Islamic University of Maldives IMUM, Villa College နဲ့ Mabel College စတာတွေဖြစ်ပါတယ်။အများပြည်သူသွားလာရေးအတွက်မှလည်းဘတ်စကားလိုင်းတွေများစွာအပါအဝင်တက်စီမော်တော်ဆိုင်ကယ်နဲ့စကူတာတွေအပြင်အမြန်ရေယာဉ်နဲ့ရေယာဉ်မြန်တွေများစွာလည်းရှိနေပါတယ်။ဒါအပြင်လေကြောင်းလိုင်းအတွက်မှလည်းအာရှဥရောပလေကြောင်းလိုင်းအခု90လောက်နဲ့ချိတ်ဆက်ပြန်တန်းနေတဲ့ဘဲလာနာနိုင်ငံတကာလေဆိပ်ရှိလို့နေပါတယ်။2018ခုနှစ်မှာကမ္ဘာပထမဆုံးရေအောက်ဟိုတယ်မူရာခါကိုမော်တီရန်ဂလီကျွန်းမှာဖွင့်လှစ်ခဲ့ပြီးအိန္ဒိယသမုဒ္ဒရာအား16ပေခန့်အခြေနဲ့မြုပ်နေတဲ့ဒီဟိုတယ်ကိုစင်ကာပူနိုင်ငံမှာတည်ဆောက်ခဲ့ကတင်မောနဲ့တည်ဆောင်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ခရီးသည်တွေရင်ငုတ်တင်မောနဲ့အတူရေအောက်ပေ900အနက်လောက်ကပင်လယ်ရေအောက်အလားကိုကြည့်ရှုခန်းစားနိုင်တယ်လို့ကိုယ်တိုင်လည်းရင်ငုတ်လို့ရပါသေးတယ်။မော်ပတီဟာခွေးတွေကိုပိတ်ပင်ထားတဲ့နိုင်ငံဖြစ်တာကြောင့်တော့မော်ပတီမှာခွေးတွေကိုတွေ့မြင်ရမှာမဟုတ်ပါဘူး။နိုင်ငံတွင်ခွေးမွေးတာကိုတားမြစ်ထားတာဖြစ်ပေမဲ့နိုင်ငံခြားဧည့်သည်တွေမှာတော့ခွေးတွေပါလာခဲ့ရင်သူတို့ရဲ့တည်တဲ့နေရာတွေမှာထားရှိဖို့အစီအစဉ်ပေးထားပြီးအများပြည်သူသွားလာတဲ့နေရာတွေမှာတော့သွားလာခွင့်မပြုပါဘူး။အရက်တောက်သုံးခြင်းကိုလည်းကြားမြစ်ထားပြီးကမ္ဘာလက်ခရီးသည်တွေရဲ့အပန်းဖြေစခန်းတွေမှာတော့အရက်ကိုလွတ်လပ်စွာတောက်သုံးနိုင်ပါတယ်။
မော်ပတီကျွန်းစုသမရနိုင်ငံဟာကမ္ဘာပေါ်ကအလှဆုံးကမ်းခြေတွေကတခုဖြစ်ပြီးစိန်ခံအပန်းဖြေစခန်းတွေရေအောက်ကမ္ဘာရဲ့အလှကိုကြည့်ရှုခန်းစားနိုင်ခြင်းလှိုင်းစီးခြင်းလှပတဲ့ကမ်းခြေများစွာကိုဖြတ်တန်းပြီးတကြောနဲ့တကြောလက်ပတ်ကြည့်ရှုအပန်းဖြေနိုင်ခြင်းစတာတွေကြောင့်ကမ္ဘာတဝန်းကခရီးသွားတွေအကြိုက်တွေ့နေရတဲ့နိုင်ငံဖြစ်ပါတယ်။ပပရာစီတွေရဲ့မြင်ကွင်းကနေရှောင်ဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်တာကြောင့်လည်းအနုပညာရှင်များစွာသွားရောက်လေ့ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ရာသီဥတုကတော့အာရှရဲ့အပူပိုင်းမုတ်တုံရာသီဥတုကိုပိုင်ဆိုင်ထားပြီးမိုးရာသီမေလမှအောက်တိုဘာလဝန်းကျင်မှာတော့အပူချိန်25ဒီဂရီစင်တီဂရိတ်မှ30ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပြီးနိုဝင်ဘာနဲ့ဧပြီဝန်းကျင်မှာတော့အပူချိန်28ဒီဂရီစင်တီဂရိတ်မှ32ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့သိရပါတယ်။မော်ပတီကိုတွားရောက်လည်ပတ်ဖို့အတွက်အကောင်းဆုံးအချိန်တွေကတော့နိုဝင်ဘာကနေဧပြီဝန်းကျင်တွေကအကောင်းဆုံးအချိန်တွေဖြစ်ပြီးဒီအချိန်တွေမှာရာသီဥတုကောင်းမွန်တာကြောင့်လည်ပတ်ကြည့်ရှုဖို့အလားဆုံးအချိန်တွေဖြစ်ပါတယ်။ကမ္ဘာတဝန်းခရီးသွားတွေတွားရောက်လည်ပတ်လေးရှိတဲ့မော်ပတီရဲ့ထိချားတဲ့နေရာတွေကတော့နိုင်ငံရဲ့မြို့တော်မာလီအပန်းဖြေအနားယူဖို့အတွက်နာမည်ကျော်ဘီဟာမနာဂီကျွန်းရေငုပ်ခြင်းအတွက်အကောင်းဆုံးဘန်တိုစ်ကျွန်းဝေလာငမန်းတွေကိုကြည့်ရှုနိုင်တဲ့အလီဖူအတ်တော်နဲ့ယူနက်စကိုရဲ့အမွေအနှစ်နေရာဖြစ်တဲ့ဟာနီဖာရိုပင်လယ်အော်တီရှိရာဘာအတ်တော်စတဲ့နေရာတွေဖြစ်ပြီးဒီနေရာတွေအပြင်အခြားထိချားကြော်ကြားတဲ့နေရာတွေလည်းများစွာရှိနေပါသေးတယ်။မော်ပတီကိုတွားလဲမယ်ဆိုရင်တော့နိုင်ငံဟာကျုံးနေနဲ့ဖွဲ့စည်းထားတာကြောင့်ကျုံတစ်ကျုံနဲ့တစ်ကျုံကုန်ကြစရိတ်တွေမတူပဲတွားရောက်လေပတ်မဲ့ကျုံးပေါ်မူတည်ပြီးကုန်ကြစရိတ်ကွာခြားတယ်လို့လည်းသိရပါတယ်။ဒါဆိုရင်တော့အာရှရဲ့အသေးငယ်ဆုံးနဲ့ကုန်းမြင့်အနှိမ့်ဆုံးနိုင်ငံလေးဖြစ်ပေမဲ့ထူးခြားတဲ့သဘာဝအလှတွေကိုပိုင်ဆိုင်ထားတာကြောင့်ကမ္ဘာတဝန်းခရီးသွားတွေများစွာတွားရောက်လေပတ်နေပြီးစီးပွားရေးအလွန်ကောင်းမွန်တဲ့မော်ပတီသမရနိုင်ငံရဲ့အကြောင်းကိုသိရသလားအားလုံးကိုပြန်လည်မျှဝေပေးလိုက်ပါရရှင်။နောက်ထပ်လည်းစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုမျှဝေပေးသွားပါအောင်မယ်။ကျေးဇူးနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။